အသက်၏အသက်မိုးကောင်းကင်ထဲပြန်သွားသောဖဲအဖေလက်ပေါက်နဲ့ခြေရန်နဲ့ပါဝင်တဲ့ဖဲငယ်မွေးကောင်ကိုမြင်ဘူးသလားအဲ့ကောင်လေးကလက်တွေ့ဖဲတကောင်ဖြစ်တော့မယ်နော်ဝမင်းပြောတာလဲစိတ်လှုပ်ရှားဖို့ကောင်းတယ်အဲ့ဒါကိုပြောင်းလဲမှု metamorphosis လို့ခေါ်တာပါအေးပြောင်းလဲမှုဒါပေမဲ့ဖဲတွေကိုငန်းနဲ့များတွေကစားတယ်ဒါကတော့ဝမ်းနည်းစရာပါဟုတ်ပါတယ်ဒါပေမဲ့ဖဲတွေကလည်းအသက်ရှင်ဖို့အတွက်ကြီးနဲ့မြေကောင်တွေစားကြပါတယ်ဒါကတော့အသက်ဤအသက်ဆိုတဲ့သဘာဝအခြေခံစည်းကမ်းတစ်ခုဖြစ်ပါတယ်အသက်ဤအသက်ဆိုတာဘလို့အရာလဲပြောပါလေအဖေအေးမင်းရွယ်နည်းနည်းကြီးမှပြောပေးမယ်ရှင်အဖေအခုလိုချင်တယ်ပြောပါဦးမေးပါတယ်နော်မှန်လားမင်းတကယ်သိချင်လားဟုတ်ပါတယ်သိချင်တယ်ကောင်းပါပြီအခုနားထောင်ပါဒါနဲ့အဖေကစတင်ပြောပြတယ်အဲ့ဒါကတော့အဖေအဖိုးကအဖေကိုပြောခဲ့တဲ့အချိန်ကအကြောင်းပါမိုးကောင်းကင်ထဲပြန်သွားတဲ့ဖေရဲ့ပုံပြင်ပါဒီမှာပဲတဘာဝအေဂျင့်နဲ့စတိုယာမှာစတွဲမှာနေရာတစ်ခုမှာရှိနေကြတယ်တရိษံအမျိုးမျိုးနေကြတဲ့မြို့ပြပြင်လေးပါပြေးလာကတောညမှာစံစဘာတွေစိုက်ပြီးနောက်ဖေတွေကတချင်းအကြီးကျယ်ညီညီညွတ်ညွတ်ဆိုလိုက်ကြတယ်ကာကိုလာမီးလေးနဲ့ညမှာလမ်းလျှောက်ကြမယ်ကာကိုဂီကိုမင်းရဲ့ပြုံးချစ်တဲ့ဂီကိုကဲရိုကျွန်တော်နဲ့လက်ထပ်ပါနော်ကဲရိုယုံဒါကတော့ဖေရီရဲ့အချစ်တချင်းပြိုင်ပွဲကြီးဖြစ်ခဲ့တယ်ဒါဘလောက်ကြာအောင်ဆက်ဖြစ်မလဲနွေရာသီကြော်ပြီးနွယ်လှတဲ့စံချံထဲကိုစောင်းရာသီကရောက်လာတယ်အသေးလေးတဲ့မွေးကောင်ကပြုံးတာဆိုတဲ့အကြီးဆုံးဖဲတကောင်ဖြစ်လာပြီတနေ့လုံးစားနေတာပဲဒီနေ့တော့သူကကြီးတကောင်မြေကောင်တကောင်တောင်းအာလစ်တောင်တကောင်ဖမ်းလိုက်တယ်တနေ့တော့အာမော်ကျဲမားတဲ့မွေကြီးတကောင်ကသူ့ကိုစိုက်ကြည့်နေတာပါပြုံးတာရဲ့ကိုဟာကြောက်လန့်နေတယ်အဲ့ဒါကတော့အနေရပြည့်ရှိတဲ့မိနစ်ပါအိုးမင်းဒီတော့နဲ့ပြီးမျောလင်းချက်မရှိတော့ဘူးသူကမျက်လုံးတွေကိုပိတ်လိုက်ပြီးငွေကြီးကဝင်တိုက်ဖို့စောင့်နေတယ်ဒါပေမဲ့ဖတ်တောင်ကြီးတဲ့လေတိုက်လာပြီးပြုံးတာကိုမျက်ထဲသွားချလိုက်တယ်သူကတဖြည်းဖြည်းနဲ့မိုးကောင်းကင်ကိုမြင်ဖို့ငားလိုက်တယ်ဟဲ့ကြီးမားတဲ့ငှက်တကောင်ကငွေကြီးကိုချစ်လက်တွေနဲ့ဖမ်းပြီးပြန်သွားနေတာပါဝေါပြုံးတာအံ့ဩပြီးអော်လိုက်တယ်တချို့အချိန်ထိသူမတောင်ရက်လိုက်မရတော့ဘူးနွေရာသီပြီးနောက်ဆောင်းမိုးလေတွေစတင်လာတယ်အေးများတဲ့လေတွေငြိမ်းသွားနေပြီပြုံးတာဆောင်းရာသီအတွက်ပြင်ဆင်ဖို့အချိန်လာပြီပြင်ဆင်ဖို့လားဒါဆိုဘလို့လုပ်ရမလဲအဖေကျွန်တော်တို့မြေကြီးအောက်မှာလျှို့ဝှက်နေပြီးຫນွေဦးပြန်လာချိန်ထိအိတ်နေမယ်ဒါကိုအိတ်ချင်း hibernation လို့ခေါ်တယ်ပြုံးတာအတွက်တော့အဲ့ဒါကသူ့ရဲ့ပထမဆုံးဆောင်းအိတ်ချင်းဖြစ်တယ်အဖေမေးချင်တာရှိတယ်ဘာလဲပြုံးတာပြောပါပြုံးတာကမသေးဖို့လုံးဝနီးပါးခဲ့တဲ့အကြောင်းပြောပြလိုက်တယ်ပြီးတော့မေးလိုက်တယ်တနေ့မှာမွေကြီးကမင်းစားကြလာမလားငါဘာကြောင့်မွေးဖွားလာတာလဲပြောပါဦးအဖေဟုတ်ဒါကမိုက်တဲ့မေးခွန်းပါတေးသေးလေးဖြစ်နေတော့မှသဘောမပေါက်သေးမှဒါပေမဲ့သိကျင်တဲ့အခုပြောပါဦးအဖေကောင်းပြီနားထောင်ပါအဖေပါပြောမလဲဒါကနောက်အကြိမ်ထဲမှာသိမယ်စောင့်ပါနော်ကောင်းပါပြီလူတိုင်းကိုလူသားအဖြစ်အသက်ပေးထားပါတယ်လူတွေကိုဖားလို့မစားကြပါဘူးဒါဆိုတော့ကျွန်တော်တို့ဘာကြောင့်မွေးဖွားလာတာလဲကျေးဇူးပြုပြီးမျှဝေလိုက်ပါနဲ့တင့်အတွေးခေါ်တွေကိုမှတ်ချက်တွင်